Hello အားလုံးကပါဒီနေ့မှာတော့ကျွန်တော်နော်ဒီ version အသစ်ပြောင်းလိုက်လို့ပါဒီမှာကျွန်တော်ဆော့ပြမယ့်ဟာလေးကတော့ခင်ဗျားတို့ကြောက်မှမဟုတ်တဲ့ mobile နဲ့မှာ RTX shader နဲ့ဆော့ပြမှာပါ RTX shader ပါဒီ version only ပဲရတာပါကျွန်တော်ဆော့ပြပါဒီ version only ပါပဲအခုကျွန်တော်ဆော့နေ version only ပဲ RTX shader ရတာပါဗျတော့ line တော့အရန်လက်တယ်ခုနကကျွန်တော်တောင်းဆော့ရမ်းလက်တယ်ဗျာကျွန်တော် file ကိုကျွန်တော်ချစ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းပစ္စည်းခံပြီးတော့ကျွန်တော်ဆော့ပြပါမယ်တော့ခါလေးကျရင်ဖုန်းရမဲဝပါမြင်တော့ခဏပြန်လုပ်ပေးရပါတယ်အခုကကျွန်တော်ခုနတော့ဆော့တယ်ပေါ်နေတဲ့ဝါကနေပြီးကျွန်တော်ပြန်ဆော့ပြတာပါမကြည့်ပါအခုဆိုမကြည့်ပါဒါ RTX shader ပါmobile version RTX shader ပါဒါတော်တော်ကြီးလက်ပါတယ်ဟိုမှာ RTX shader အတူလေးလည်းရှိပါတယ်ဒါပေမဲ့သူက RTX shader လေးရေးရအဲ့လိုမဟုတ်ဘဲနဲ့သူကတစ်ပင်လောက်ပဲပြောင်းတာတစ်ပင်လေးမြက်ခင်းလေးလောက်ပဲပြောင်းတာဖြစ်တဲ့အတွက်RTX shader အစ်စ်ကိုမှ mobile version နဲ့ကျွန်တော်ဆော့ပြနေရပါလိုင်းတော့အရာလက်ပါတယ်ကျွန်တော်ပြီးဘယ်လိုတောင်းမလဲဆိုတော့ကျွန်တော်ပြမယ်ဒီလိုင်းဆော့ကြပါအောင်ကျွန်တော်creative နဲ့ဆော့နေရပါဒါ RTX shader အစ်စ်ပါမကြည့်ပါကြည့်အောင်လည်းသိပါမှာပါခင်ဗျားလည်းနားလည်းကျွန်တော်ဟိုလေးပြောင်းလိုက်ပါမယ်ထားရမှာနော်မဆန်းဆက်ကိုဆန်းဆက်ကိုပြောင်းလိုက် Oh my god တွေ့ရဘလို့လေးရှော့အားလေတွေ့ကြလားကျွန်တော်ပြီးရင်ဘလို့လေးတောင်းအောင်လဲကျွန်တော်ပြမယ်ဒါ RTX shader ဖြစ်ပါတယ်အခုကတော့ကျွန်တော်လေးပါလေးဆောက်လိုက်ကြရအောင်ကျွန်တော်အခုပုံစံမပြောင်းနေပါဘာဖြစ်လို့ဆိုကျွန်တော်ဥမာ Minecraft version အသစ်ဖြစ်နေလို့ပါမိုးကတဖြည်းဖြည်းချုပ်လာပြီတဖြည်းဖြည်းချုပ်ဒိုလေးဖြစ်လာပါတယ်တော်လေးလက်လာပါတယ် always sunset လောက်ထားလို့မရဘူးမသိဘူးကျွန်တော် sunrise ပြန်လုပ်လိုက်ပါမယ် sunrise ဟိုဘက်ကထွက်မှာနေရ Oh my god လာတယ်ဗျာနောက်ကြည့်ရင်လည်းဆော့ကျင်လာရင်နော်ဗီဒီယိုနောက်ဆုံးမှာဘယ်လိုလုပ်ရလဲကျွန်တော်တင်ပေးထားပါမယ်နော်အဲ့တော့အရင်မဆောက်တော့နားလိုက်ပါကျွန်တော်အရင်ကောက်မှာမူးရကျွန်တော်ထိပ်ပြမယ်ဆိုပြီးမထိပ်ပြတဲ့အတွက်တောင်းပန်ပါတယ်ဟိုကကျွန်တော်ဒါဘာဖြစ်တယ်လဲမလို့က RTX shader ပါအရင်လက်ပါတယ်နော်ကျွန်တော်ဖုန်းကတော့အဲ့တော့တိတ်မကောင်းပါဘူးခင်ဗျားတို့ဖုန်းကောင်းနေဆိုရင်ဒါဒီမှုလေးကိုလိုင်းဆော်ပြလိုက်ပါလိုက်ဆော်တာဘာမှဖြစ်ပါဘူးလက်တော်လက်တယ်ဖုန်းကတော့ဘာမှမဖြစ်ပါဘူးမပူပါဘူးရပါတယ်ရေကိုကြည့်ပါဦးဗျာလာကျွန်တော်ဒေါင်းလေးပြမယ်ကျွန်တော်ကိုယ်တိုင်တော့မထောင်းကြတော့ဘူးကျွန်တော်ဘယ်လိုထောင်းခဲ့လဲဆိုတော့လူတယောက်ရှာနေကျွန်တော်သွားပြမယ်ရင်ဆုံးတော့ YouTube လိုက်ရှာအောင်ကျွန်တော် YouTube ထောင်းမှာပေါ့ဒီမှာ YouTube ရဲဝင်ပြီးပါပြီနော်ရဲရှာလိုက်ပါ Minecraft mod MSUB လို့ရဲရှာလိုက်ပါပေါ်စောပေါ်တာဒီမှာ Smith ဆိုတဲ့ဒီအကောင့်ထဲကိုဝင်ပါဒီဗီဒီယိုထဲသွားပြီးတော့သူ့ရဲ့ဟိုးအောက်ဆုံးမှာရှိပါတယ်ဖုန်းမှာ RTX shader ထည့်နေဆိုတဲ့အားလည်းဝင်လိုက်ပါ social media platform တွေ TikTok တွေ YouTube တွေဝင်ပါတော်တော်များများပေါ့သူတို့ Minecraft မှာသူ့ရဲ့ဒီ comment တွေဝင်ပြီးတော့အဲ့ဒါမျိုးတွေဗီဒီယိုတွေ content တွေလုပ်သူအဲ့အပြောင်ဟာလေးနှိပ်လိုက်သူ Telegram
Telegram channel လေးရောက်သွားမယ်တော့ရင်ဆုံးဒီ shader ရမို့ဆိုကျွန်တော်အခုဆော့တယ်ဒီမှာ Minecraft 1.20 60မှာ25အဲ့ဒါကို down ပေးရမယ်ပြီးမှ RTX shader တော့ down ရမယ် RTX shader တော့ရိုးရိုးတန်းတော့မဟုတ်ပါဘူးသူကတစ်ခုပါပဲဒီမှာပါ vanilla pp နှားနေပါဦးဒီမှာဒီ vanilla ppr ကိုနှိပ်လိုက်ပါအားလုံးပဲ bye bye